Messi ကြောင့်ပြပြရင် Messi ကပါးနဲ့တယ်လဲတယ်ပြောရမှာတလားဒါကျွန်တော်တွေ့တယ်ပြောပြလို့ကျွန်တော်ဒါကိုကလည်းကြုံဘူးလို့ပေါ့ကွာသူကအမေရိကကိုရွေးတာကွာတကယ်လည်း American football ကသူကဘောလုံးမဟုတ်သူတို့ဆော့ကာတက်ရှိတယ် American ဘောလုံးက American အားပေးတဲ့ဟာကတက်အဲ့တော့ဒီကောင်တွေကဒီဘောလုံးဟိုလောကအဲ့လောက်စိတ်ဝင်စားအောင်သူကသူ့တန်ရနေဆိုယူရိုမှာသူကအကုန်အောင်မြင်မှုသိမ့်ပိတ်သွားတဲ့အတွက်သူက American ကိုခြေချတယ်သူသားသမီးပညာရေးလို့တော့ကျွန်တော်ယူဆတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့ तू ကအင်္ဂလိပ်စကားတစ်ခုမှမတတ်ဘူး Messi ကအင်္ဂလိပ်လိုလုံးဝမပြောတတ်ဘူးနောက်နားလည်းမယ်ဒါပေမဲ့ तू မပြောဘူးဒါမှမဟုတ် तू ရဲ့ရေးချယ်မှုကကြတော့ तू ကအရာအလုံးကို तू ကအကုန်ရပြီးသွားပြီပိုင်ဆိုင်ပြီးသွားပြီကွာဆိုတော့ပြောရတဲ့ပဲက तू ကသူ့အနေနဲ့ကြတော့ဘာမှမလိုတော့ဘူးအားလုံးက complete ပြည့်စုံတယ်ပြီးရင် तू ကဟိုဘောကွာဟိုပါရမီရှင်ဖြစ်တယ်ဒါပေမဲ့ကြော်ကြားမှုကြတော့ Ronaldo လောက်မမီဘူး Ronaldo ကကြတော့ तू ကလူသားတယောက်ရဲ့အစွမ်းကုန်စ조사မှုကို तू ကပြရုပ်ကွာပတ်စံလေးရှာနိုင်တယ်ပို့ပြီးကြော်ကြားမှုပိုကောင်းတယ်ဘယ်လိုပြောမလဲကွာထိုးရှယ်ကို तू ပို့ပြီးကောင်းသုံးနိုင်တယ်အင်္ဂလိပ်စကားတက်တယ်ဒါပေမဲ့ခုနကပြောလို့ Messi ကအင်္ဂလိပ်စကားမတက်ဘူးမပြောဘူးဒါပေမဲ့ဒီကောင်ကကမ္ဘာနံပါတ်1နောက်ဟုတ်ပြီနော်လောလောဆယ်တော့ तू ကပါရမီချင်းဒါပေမဲ့ကြော်ကြားမှု follower ကြတော့ Ronaldo ကပုံများတယ်အဲ့တော့ Ronaldo ရဲ့နောက်တစ်ဆက်ကစားသမားအပေါ်ကနားမယူဘူးဆိုရင်တော့တေးကြတယ်ဒီကောင်အမေရိကကိုရောက်လာနိုင်မယ်အမေရိကန်ကိုရောက်လာနိုင်မယ်ပေါ့နော်အဲ့တော့ပြောပြတာဒီလိုကွာအဲ့ Messi ကြောင့်ပြောရင်းနဲ့အမေရိကမှာအင်္ဂလိပ်စကားလုံးဝမတက်ဖက်နဲ့အဲ့ Mexican တို့ Colombia တို့ Spain တို့ Spanish တွေနေလို့ရတယ်ကျွန်တော်ကြုံမှုတယ်အဲ့လိုမျိုးမြန်မာလို grad လို့ပေါ့နော်လုံးဝအင်္ဂလိပ်စကားလုံးဝမတက်ဘူးမတက်ဖက်နဲ့အဲ့ translate နဲ့မဲဟိုဟာပေါ့တက်စီဆွဲမောင်းနေတဲ့လူတွေရှိတယ်သူပြောတယ်ကိုနားလို့ကိုပြောတယ်သူနားမလဲကိုလည်းအင်္ဂလိပ်စကားအဲ့လောက်လေကောင်းသိတာမဟုတ်သူကပို့ဆိုအမေရိကမှာနေပြီးမှအင်္ဂလိပ်စကားတစ်ခေါက်မှမဖြောတဲ့ကောင်းနေအများကြီးပဲပြောချင်တာဟိုအင်္ဂလိပ်စကားတက်မှကဘာကြော်တာမဟုတ်ဘူးအဲ့ဒါလေးနားလဲစေချင်တာနော်တရုတ်သမ္မတလည်းအင်္ဂလိပ်ပြောတတ်ဘူးဒါကြုံလို့ပြောပြတာပါကဲတွတ်ကြည့်ကဲရိုနယ်ဒိုကအင်္ဂလိပ်လိုတက်တယ်အဲ့ဒါပိုကောင်းတာ social ပိုကောင်းတာပေါ့နော် social ပိုကောင်းတယ် social ကောင်းနေတဲ့သူတွေကတော့သူကဗာလဲဆိုတော့ဟိုအင်္ဂလိပ်စကားပြောတတ်ရမယ် math နော်ဒါပေမဲ့အင်္ဂလိပ်စကားပြောတတ်မှအောင်မြင်တာလားဆိုတော့လည်းမဟုတ်ပြန်ဒါလေးကိုကျွန်တော်ဒါ sharing လုပ်ပေးတာလုံးဝဒီကောင်အင်္ဂလိပ်စကားလုံးဝမပြောဘဲနဲ့ကမ္ဘာအကောင်းဆုံးကျွန်တော်ဘောလုံးသမားဖြစ်လို့လည်းရတယ်ဒါပေမဲ့ကြော်ကြားမှုလိုချင်တယ်နိုင်ငံတကာကိုပေါက်ချင်တယ်ဆိုတော့အင်္ဂလိပ်စကားပြောတတ်မှရတယ်ဒါလူငယ်တွေသိစေရင်လို့ပြောပြတာဟိုဘယ်မှာအစွန်းမရဖို့ပြောပြတာနော်ကျွန်တော်ပြောတဲ့အဓိပ္ပာယ်ကဒါမျှချီကိုစဉ်းစားကြည့်ဖို့ပြောပြတာနော်ကြည့်ပါ